အပိုင်းလေးအစမှာဒန်ဒီလေးကိုသူ့အမေကအနီရောင်လဲဆွဲပေးနေခဲ့တယ်။အဲ့ဒါကိုသူ့ရဲ့အမွာကိုကလည်းသူ့ကိုပေးဖို့ပူစာနေခဲ့ပြီးအမေကအပြာရောင်လဲဆွဲလေးပေးခဲ့တယ်။နောက်တော့သူ့ဟာကောင်းတယ်ငါဟာကောင်းတယ်ဆိုပြီးအစွမ်းကြီးတဲ့ညီကိုနှစ်ယောက်ရန်ထားဖြစ်ကြပါတော့တယ်။ညအိတ်ချိန်ရောက်တော့ဒန်ဒီလေးကသူ့အဖေကြောင့်ပြောပြခိုင်းပေမဲ့သူ့အမေကမပြောပြခဲ့ပါဘူး။လက်ရှိမှာတော့အတိုက်ခိုက်ခံခဲ့ရတဲ့ Darkham အဖွဲ့သားတွေဟာလူပြန်စုနေကြပြီးလာတိုက်တဲ့ဒီမွန်တွေအကြောင်းပြောနေကြတယ်။လာတိုက်တဲ့ဒီမွန်တွေဟာအရန်အဆင့်မြင့်ပြီးသူတို့အရင်ကတိုက်ခဲ့ဘူးတဲ့ဒီမွန်တွေထက်အများကြီးအဆင့်မြင့်ကြောင်းပြောနေကြတယ်။အဲ့အချိန်ကပတိန်မေရီကလက်ဆွဲကရတဲ့အချက်ပြစစ်ကနဲ့နောက်ကိုလိုက်ဖို့ဥဆောင်လိုက်တဲ့သူရှိုညိုကြီးကလည်းအသက်ရှင်နေတုန်းဖြစ်ပြီးရုပ်ပြောင်းဒီမွန်က Darkham အဖွဲ့တဲကိုရုပ်ပြောင်းပြီးလိုက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာမီးနဲ့လေဒီမွန်ညီနောင်ကဒန်ဒီနဲ့အန်ဆိုကိုသမရစီးတဲ့လေရင်စီခေါ်ဆောင်သွားခဲ့တယ်။ဒန်ဒီသတိပြန်ရလာတော့လေရင်ပေါ်မှာသူနဲ့အတူဒုသမရနဲ့အဖွဲ့ကိုပါအဖမ်းခံထားရကြောင်းနဲ့သူတို့ကိုမီးနဲ့လေဒီမွန်ညီနောင်ကစောင့်ကြပ်နေကြောင်းသိလိုက်ရတဲ့ဒုသမရကကော့ကိုအလွန်ယုံကြည်ပြီးအရာအလုံးဟာသူ့ရဲ့အလိုကြတိုင်းဖြစ်လိမ့်မယ်လို့ဆိုနေခဲ့တယ်။ဦးယုံကြီးကဒန်ဒီအတွက်ဗီဒီယိုတစ်ခုထားခဲ့တဲ့အဲ့ထဲမှာပါတာကလေရင်ပေါ်မှာရှိတဲ့သူတွေအားလုံးရဲ့အသက်ဟာဒန်ဒီပေါ်မှာမူတည်နေပြီးဒန်ဒီဒီပဲအစွမ်းကိုထုတ်သုံးမှကဲတဲ့နိုင်မှဖြစ်ကြောင်းပြောခဲ့တယ်။တစ်ဖက်မှာတော့မေရီတို့အဖွဲ့ဟာစစ်ကနေကပေးတဲ့ဦးယုံကြီးရဲ့အဆောက်အုံထဲကိုဝင်လာခဲ့တယ်။သူတို့ဝင်ချင်းမှာပဲအဆောက်အဦကတကားတွေပိတ်သွားပြီးထောင်ချောက်မိသွားခဲ့တယ်။မေရီကဆက်သွားဖို့ဆုံးဖြတ်လိုက်ပြီးသူတို့ရင်ဆိုင်နိုင်ကြောင်းဖင်ရပြီးဥဆောင်ခဲ့တယ်။ဒါပေမဲ့မေရီရဲ့လက်ရွေးစင်တပ်သားတွေကိုအစင်းမြင့်ဒီမွန်တွေဖြစ်တဲ့ပန်းပရင်မနဲ့တိုက်ခိုက်ရေးဒီမွန်တို့ကအေးအေးဆေးဆေးတိုက်ခိုက်တက်ပစ်လိုက်တယ်။မေရီကိုယ်တိုင်လည်းအသက်လူပြေးနေရပြီးဓာတ်လေကားနဲ့အဆောက်အဦရဲ့အပေါ်ထပ်ကိုတက်လာခဲ့တယ်။သူရောက်တဲ့အထက်ကမကိုင်းလို့ခေါ်တဲ့ဒီမွန်ကဘာကခေါ်ထားတဲ့ဒီမွန်တွေနေတဲ့အထက်ဖြစ်နေခဲ့တယ်။မေရီဟာပြေးလွှားရင်းအခန်းတစ်ခုအရောက်မှာမိသားစုတစ်ခုစီမှာသူကိုပုံဝင်ပေးဖို့အကူအညီတောင်းခဲ့ပြီးအဲ့မိသားစုကလည်းခွင့်ပြုပေးခဲ့တယ်။ခဏနေတော့တိုက်ခိုက်ရေးဒီမွန်ရောက်လာပြီးအဲ့အခန်းကိုဝင်စစ်ဆေးပေမဲ့မေရီကိုကန်ကောင်းပြီးတွေ့မသွားခဲ့ဘူး။ဒီမွန်ထွက်သွားတော့ဒီမွန်တွေကိုအလွန်မုန်းတဲ့မေရီဟာသူ့ကိုဖုတ်ပေးထားတဲ့မိသားစုဟာဒီမွန်တွေဖြစ်နေမှသိသွားပြီးတတ်ဖို့လုပ်နေပါတယ်။အဲ့ဒီမှာဒီမွန်အဖေကသူတို့ဟာတကယ်တော့ဒုက္ခသည်တွေဖြစ်တယ်။သူတို့ကဘာရဲ့လေတုဟာအစိတ်တွေနဲ့ပြည့်နှက်နေပြီးတန်မာတဲ့ဒီမွန်တွေသာအဲ့ဒီအစိတ်တန်ကိုခံနိုင်ရရှိကြတာဖြစ်ပြီးဒီမွန်ကလေးတွေကတော့မခံနိုင်ကြပဲမွေးပြီးလို့အချိန်တစ်ခုရောက်ရင်အသက်သေဆုံးကြရတယ်။ဒီနေ့မှာဦးယုံကြီးကရောက်လာပြီးသူတို့ကိုလူကဘာစီသွားဖို့ခေါ်ခဲ့တယ်။သူတို့မှလည်းကလေးသက်ရှင်ဖို့လိုက်ခဲ့ရပေမဲ့ဒီလူကဘာကသူတို့ကိုလက်မခံတဲ့အပြင်ဦးယုံကြီးတို့အဖွဲ့ကလည်းလိုက်လာတဲ့ဒီမွန်တွေကိုသူ့ရဲ့သူတည်တနခန်းအတွက်အစမ်းသက်ခံတရဝအနေနဲ့စမ်းသက်နှိပ်စက်နေခဲ့တယ်။ဒီအကြောင်းကိုမေရီတီရတော့တနာပြီးမတက်တော့ပဲအပြင်ရောက်ရင်သူတာဝန်ယူပြီးကဲထုတ်ပေးမဲ့အကြောင်းလူတွေနဲ့အတူတူအဆင်ပြေနေနိုင်အောင်စီစဉ်ပေးမဲ့အကြောင်းတွေပြောပြီးအခန်းထဲကထွက်ခဲ့လိုက်တယ်။လေရင်ပုံမှာတော့ဒန်ဒီကသူ့ကိုဖမ်းထားတဲ့ကြိုးတွေကနေအားဆိုင်ယုံထွက်လိုက်ပြီးဒီမွန်ညီနောင်နဲ့စတင်တိုက်ခိုက်ပါတော့တယ်။တိုက်ရတဲ့နေရာကျင်းမြောင်းတာကြောင့်နဲ့ဒီမွန်ညီနောင်ကလေမီအစွမ်းတွေနဲ့တိုက်ခိုက်နေတာကြောင့်ဒန်ဒီအနေနဲ့မရှင်နိုင်ဘူးဖြစ်နေခဲ့တယ်။အဲ့ချိန်အဖမ်းခံထားရတဲ့ကောင်မလေးကသူ့ရဲ့အမေနဲ့ပုံစံဆင်တူနေတာကြောင့်သူ့အမေကိုသတိရပြီးဒီမွန်စွမ်းနေနဲ့ထလာကမီဒီမွန်ကိုတတ်နိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ညီအသက်ခံလိုက်ရတာကိုမြင်လိုက်ရတဲ့လေဒီမွန်ကစိတ်ဆိုးပြီးလေရင်ကိုဖောက်ခွဲလိုက်တော့တယ်။